Adana Doni Natangaya Chauset Doni, Goza the Great Tandoya Shasetakuni, Drenyo Laza, the Set Donye, Nataza Guguni, Adumala Sadi, Daujani. Mani Dani Daji, China's a mutiny. She said, don't she said, the Lanja. Nasago, don't say Lanja. Shibume Surami, Yasopia, Yimbin, the Manda, when was singing Jimba, you know, at the Shibume Surami, Yasopia, Poda Buzania, Puero, a Jew, the Mabuza, to the mother in Kananai. And they moved Umuti, Dodine Sweep, Mute, electronic. Young way, Midasuro E, Amada Dana, Tomatana, Absiption, Hoja Ado Inguli Mala, Matimia E, Madea Sagamia, John Deadi, the Nado. Tigania, the mother in Kanago, Shivona, the king, Sinomia Viai, Mahagruna Gongo, Ayum Yuga, did you first so Ado. Onana Banama Adida Gatago Yesu Puzo Jevis Adinya Yogamba Godi Hibia Bemi and Galan Garondo Dido Geradi Kiran Gedo Loka Hidaya Nato Namo Magaruni Kanda Tata Yona To Winia Yaza Tadawai Chana si pa lola daunda gombong khadavi Nada minya jinshino myapayadi Kaba godi hibi grigava yedre dincha dobye nole Abe miyan yivde daita phobya jinga masanay mado Kalanli adinchi dini gava shijado kalabalo Loga Hidaya Dada Loga I Ajosiva Lunga Adi Dogerani Osa Ade Chile Inga Mita Jima Dami Danin the Tazani Sonyi Hu Jadita Wenga the Su Along Kayino Murogo Grondo Viapi Idan Jogo Atodo Muyadi Pivi Kiran le chimyelo at the song, the yet nalo, say one goro e bemaniendo. Gadowa dana jimpanya, swa yodo mugaya shalibi. Mahagaruni gada the dewamya yinwe dagedu dana chikim, magaruna simchidomudo. Tada natada winiyamya, swa the doa e. Chana si pa lola daunda gombong khadabi Nata minya tushino myapaya a Namo yu di byong byong mangulio vi Karo yu ju shikho jindi Atuba wedu sinzi madri pshiba si dadi She Inguli Mala Matimia E Amadia Zagamia Yamadu Muriha Onyeshiba the Chin Not Hotaro She Inguli Mala Sura Inguli Mala Sajao Do the Dini Jarapshit We are Tobadi Jango And you get your message. You have what on the Yama? Say Jan Kuchan Chantan said that she did. Powari Chatanga, Lomiaga. Nanga says a Chile solution. Inguli Malasura Paluboa Kanaka Tajamu Chantan yes Mua Powama Tomba Lade.အခုလူဘဝရောက်လာကြတဲ့ပုဂ္ဂိုလ်တွေလည်းပဲ
ကိုယ်စရိုက်ကိုယ်ဝါဒနာကိုအကဲခတ်ပြီးတော့စရိုက်ဆိုးတွေဘဝတန်တရားမှာစင်စမပြတ်ကိုယ်နောက်ပါမသွားအောင်တတိချက်တင်တယ်ပေါ့နော်စရိုက်တို့ဝါဒနာတို့ဆိုတာဟာကောင်းတာရှိတယ်လို့မကောင်းတာလည်းရှိတယ်မကောင်းတဲ့စရိုက်ကြီးကိုမပြင်းမနဲ့ထားလိုက်မယ်ဆိုရင်ဇယရဟာဆိုးသွားနိုင်တယ်ပေါ့အဲ့တော့အဲ့ဒီလိုကိုယ့်ကိုအကဲခတ်ပြီးတော့ကိုယ်ဘာစရိုက်ရှိတယ်လဲဘာဝါဒနာရှိတယ်လဲကိုယ်စရိုက်ဟာအဆိုးတွေကဆိုလို့ရှိရင်တော့ခုချိန်မှာပြုပြင်ရမှာဖြစ်တယ်ရက်စက်ကြမ်းတမ်းတဲ့စိတ်ကြမ်းကိုယ်ကြမ်းဆိုလို့ရှိရင်စိတ်ကြမ်းကိုယ်ကြမ်းမှုပျောက်အောင်ကိုယ်စိတ်တွေကိုကိုပြုပြင်ပြီးလိမ္မာရင်ကျေးအောင်ကိုယ့်ကိုသွန်သင်ရမှာပဲဖြစ်ဟောအဲ့လိုမလုပ်ခဲ့ဘူးဆိုလို့ရှိရင်နောက်ဆုံးဘဝရောက်တဲ့ချိန်မှာတောင်မှပဲလူဆိုးသူဆိုးဘဝရောက်ရှိနေတတ်တယ်ပေါ့ဒါမို့ရှင်အင်္ဂုလိမာလဆိုတာအင်္ဂုလိဆိုတာလက်ချောင်းမာလာဆိုတာပန်းကုန်းလက်ချောင်းကလေးတွေကိုပန်းကုန်းတစ်ဖွဲ့တီးပြီးတော့လက်ဘဲမှာဆွဲထားတဲ့ဒီရက်စက်ကြမ်းကြုတ်တဲ့တောပုံလူသက်သမားကြီးလို့ထင်ရှားတဲ့ပုဂ္ဂိုလ်သို့သောသူရဲ့မျိုးရိုးဟာကြည့်လိုက်မယ်ဆိုရင်တော့အောက်တန်းကြတဲ့မျိုးရိုးမဟုတ်ဘူးအသိဉာဏ်အားဖြင့်လည်းသူဟာအောက်တန်းကြတဲ့လူမဟုတ်ဘူးစရိုက်အားဖြင့်သာကျမ်းမ်းနေပြီမဲ့အသိဉာဏ်ကထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်တာဝတိမြို့မှာသူ့ရဲ့အဖေကဘုရင်ရဲ့အကြံပေးပရောဟိတ်ဘဂဝါဆိုတဲ့ပုံနာကြီးဖြစ်တယ်သူမိခင်ကမန္တနီတဲ့ထူးခြားတာကသူမွေးတဲ့နေ့မှာဘာဖြစ်တယ်ဆိုဘုရင်ကြီးကင်ဆွဲတဲ့မင်္ဂလာတန်နှစ်ရက်တို့မင်္ဂလာလှန်တော်တို့ဆိုတာရှိတယ်ဘုရင်ကြီးကိုယ်တိုင်ကင်တဲ့လက်နဲ့တွေဟာညအခါမှာအယောင်တလက်လက်ထွက်ပြီးတော့ထူးထူးခြားခြားတောက်ပတဲ့အယောင်တွေဟာကွန်မြူထွက်ပေါ်လာတာကိုတွေ့ရတယ်ခါတိုင်းဆိုရင်ဒီလိုထွက်တာမရှိဘူးအဲ့ဒီညကထူးထူးဆန်းဆန်းဖြစ်တယ်လက်နဲ့တွေကဝင်းကနေလက်ကနေဆိုတဲ့အယောင်တွေထွက်လာတော့ဘုရင်ကြီးလည်းဘာများဖြစ်ပါလိမ့်ဘာများဖြစ်မှာပါလိမ့်လို့ဆိုပြီးစိတ်ထဲမှာစနိုးစနောင်းဖြစ်ပြီးတညလုံးအိတ်ကောင်းခြင်းမဲ့ရလက်နဲ့တွေတောက်ပနေတာကိုကြည့်ပြီးတော့ဘာကြောင့်ဆိုတာကိုသိကျင်တဲ့စိတ်နဲ့မနဲ့မိုးလင်းသွားတာပဲဖြစ်တယ်။နည်းနည်းမိုးလင်းတဲ့အခါမှာပရောဟိတ်ပုံနာကြီးအခါစားဝင်လာတယ်။ထုံးစံတိုင်းပေါ့ရှင်မင်းကြီးညချမ်းချမ်းသာသာကျင်းစေရပါရဲ့လားမေးတယ်။ဘယ်ကျင်းရမလဲချမ်းချမ်းသာသာဘယ်အိပ်ရမလဲ။တညလုံးငါရဲ့မင်္ဂလာတန်လျက်နဲ့မင်္ဂလာလှန်တော်တို့ဟာအယောင်တလက်လက်နဲ့ဖြစ်နေတယ်အယောင်တွေထွက်နေတယ်ညအမှောင်ကြီးမှာအယောင်တွေထွက်နေလို့ဘာများဖြစ်မှလိမ့်လို့ဆိုတာကိုငါဟာစောင့်ကြည့်ပြီးတော့တညလုံးအိပ်မပြောဘူးရှင်မင်းကြီးဘာမှဘေးရအန္တရာယ်တော့မရှိပါဘူးဒီလက်နဲ့တွေအယောင်ထွက်တာတော့တခြားမဟုတ်ဘူးတဲ့ကျွန်တော်မျိုးအိမ်မှာရှင်မင်းကြီးရဲ့ကျွန်ဖြစ်တဲ့သားလေးတယောက်မွေးဖွားတာသူ့ရဲ့အရှိန်အဝါကြောင့်အခုလိုလက်နဲ့တွေတောက်ပါတာပါပြောတာဒါထူးဆန်းတဲ့ပုဂ္ဂိုလ်တွေထူးဆန်းတဲ့အထိမ်းအမှတ်တွေကိုဖြစ်စေတတ်တယ်ပေါ့တချို့ကြတော့အလျင်လှုပ်တာတော့ဟောတချို့ကြလက်နဲ့တွေတောက်ပါတာတော့တချို့ကြတော့တူရိယသန်တွေကအလိုလျောက်မြည်လာတာတော့ထူးခြားတဲ့အတိတ်နမိတ်တွေဖြစ်ပေါ်လာခဲ့တာဖြစ်တယ်အဲ့တော့ဘုရင်ကြီးကမေးတယ်ဒါဖြင့်သင်သားမွေးတယ်ဆိုတာဟာသူဘာဖြစ်မှာလဲသူဟာခွန်အားကြီးမားပြီးတကောအာနာရှိတဲ့တခိုးဖြစ်မှာပဲအစွမ်းတကူရှိတဲ့တောပုံတခိုးဓမြဖြစ်လိမ့်မယ်
ဘာကြောင့်လို့ဆိုရင်မင်းညကသူမွေးတဲ့အချိန်မှာကောင်းကင်နက္ခတ်ကစောရနက္ခတ်ဖြစ်နေတယ်ရာဇနက္ခတ်ဆိုရင်ဘယင်ဖြစ်ကောင်းဖြစ်လိမ့်မယ်သို့သောစောရနက္ခတ်နဲ့မွေးသည့်အတွက်ကြောင့်သူဟာခွန်အားဗလာကြီးမားတဲ့ဒုက္ခပေးနိုင်တဲ့တခိုးဖြစ်လိမ့်မယ်ဆိုတော့ဘုရင်ကြီးကမေးတယ်သူဟာအသင်းအဖွဲ့နဲ့နေမဲ့တခိုးလားသို့မဟုတ်တူးတယ်လားလို့ဆိုတူးတယ်ပါဝိจิတန်ကြီးပရဟိပုံနာကြီးကတဏှုတင်တယ်အခုတည်းကသူ့ကိုသေတံပေးလိုက်ရမလားတပ်ပြစ်လိုက်ရမလားဘုရင်ကြီးစိတ်ချမ်းသာအောင်ခုတည်းကသူ့ကိုတတ်လိုက်ရင်မကောင်းဘူးလားလို့ဆိုသူကတယောက်တည်းဆိုရင်ဒုက္ခမပေးနိုင်တော့ပါဘူးနေပါစေတက်ရှင်ခွင့်ပေးလိုက်ပါဘုရင်ကြီးကသူ့ကိုတက်ရှင်ခွင့်ပေးလိုက်တယောက်တည်းဆိုရင်ကိစ္စမရှိဘူးအပေါင်းနဲ့အသင်းနဲ့ခေါင်းဆောင်ဖြစ်မယ်ဆိုရင်တော့သူ့ကိုရှင်းနိုင်ရှင်းရမှာလောကမှာကိုမွေးလာတဲ့ဘယင်ကိုထိတ်လန့်တုန်လို့စေတဲ့အတိတ်နမိတ်တွေပြတာဒါမျိုးတွေကရှိတယ်နော်လောကကြီးမှာရှိတတ်တယ်အဲ့တော့သူ့ရဲ့ဘုံကအားလျော်စွာဒီလိုဖြစ်တာသူ့ကိုမိခင်ကဖခင်တွေကသူ့ကိုနာမည်ပေးတဲ့အခါကျတော့သူကရက်ဆက်ကြမ်းကြုတ်တော့ရက်ဆက်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ဟိန္ဒကလို့နာမည်ပေးရမှာသို့တော့အဲ့လိုနာမည်မပေးဘဲနဲ့သူ့ကိုနာမည်ကောင်းကောင်းလေးပေးလိုက်တယ်အဟိန္ဒကမရက်ဆက်သူဘယ်သူကိုပေါ်မှရက်ဆက်မှာမဟုတ်ဘူးဆိုတဲ့မျှော်လင့်ချက်နဲ့အဟိန္ဒကလို့နာမည်ပေးထားတာနော်သူကညံထက်မြက်တယ်သူများပေါ်မတော်မတရားတော့မလုပ်ဘူးသို့တော့သူကတတ္တိရှိတယ်ရဲစွမ်းတတ္တိရှိတယ်ခွန်အားဗလာကလည်းအလွန်ကြီးမားတယ်ခွန်အားဗလာကြီးမားတယ်ဆိုရင်ဘုရင်တွေကလည်းကြောက်တယ်လေးစားဗမာရာဆိုရင်လည်းမှလည်းကြည့်တယ်ခွန်အားဗလာကြီးတဲ့ပုဂ္ဂိုလ်တွေဆိုရင်ဘုရင်တွေကတပ်ပစ်တာများဘယ်မောင်တင်တဲ့ဇလံကြားဖို့ကြမှာပေါ့နော်ခွန်အားဗလာကြီးတယ်ဆိုရင်သူတို့အန္တရာယ်ပြုမှဆိုတော့တတ်တတ်တယ်ရှင်းပြတတ်တယ်ပေါ့နော်တနည်းနည်းနဲ့သူတို့မထားတတ်အခုအဟိန္ဒကဆိုတဲ့အင်္ဂုလိမာလာအလောင်းကလည်းပဲလူကထွားကြိုင်လာပြီးတော့စင်မြောင်9စီးရဲ့အာမျိုးသူ့မှာရှိတယ်ဆိုလိုတာကစင်9စီးဆွဲနိုင်တဲ့အရာတစ်ခုသူတယောက်တည်းနဲ့ဆွဲနိုင်တယ်အားဆိုတာမြင်ရတာတော့မဟုတ်ဘူးပေါ့နော်သူ့ရဲ့တမ္မာမှုဟာစင်9ကောင်ဆွမ်းဆောင်နိုင်တဲ့ကိစ္စမျိုးကိုသူကဆွမ်းဆောင်နိုင်တယ်ဆိုအဲ့ဒါကိုစင်မြောင်9စီးရဲ့အားလို့ဒီလိုပြောတာဝိသခါတို့တောင်မှစင်မြောင်5စီးအားဆိုတာရှိနော်စင်တကောင်တော့မမှုဘူးသူတို့ကဝိသခါစင်မြောင်5စီးအားဆောင်းတယ်ဆိုတော့ဟုတ်မဟုတ်အဲ့ဒီခေတ်ကစမ်းသပ်ကြည့်ကြဆင်ကြီးတကောင်ဝိသခါစီလွတ်လိုက်ဝိသခါဆင်ကြီးသူရှိနားနေတာကိုမတိမ်ဘူးကြံတဲ့သူ့ရဲ့အချမ်းရံမျိုးသမီးတွေကကြောက်ပြီးတော့တိမ်သွားကြသူကတော့ရက်နေဆင်လဲအနန္နလဲရောက်ရောနှာမောင်းကင်ပြီးတော့တွန်းလိုက်တာဖင်ထိုင်သွားတယ်ပြောအဲ့လိုအားကောင်းတယ်လို့ဆိုလို့လည်းပေါ့သူတို့ကနော်ဆင်ကိုတွန်းလှန်နိုင်တဲ့အနေအထားမျိုးရှိတယ်အဲ့တော့ဒီအဟိန္ဒကဆိုတဲ့အင်္ဂုလိမာလာအလောင်းတော့ဆင်မြောင်9စီးအားအဲ့ဒါမှတန်တဲ့ပုဂ္ဂိုလ်ကြီးပေါ့အခုခေတ်ဘောစီထိုးနေတဲ့ထဲမှာလူတန်ကြီးတွေရှိတယ်လေလူတန်ကြီးတွေရှိတယ်အဲ့တော့လည်းပဲသူဟာလဲလူကခန္ဓာကိုယ်တုတ်တုတ်ခိုင်ခိုင်ထွားထွားကြိုင်ကြိုင်တမ်းမာတယ်တတ္တိရှိတယ်သို့တော့သူများကိုမတရားလုပ်တဲ့လူတော့မဟုတ်ဘူးအသိဉာဏ်ကင်းမဲ့ပြီးလက်လဘိန်းတုံးတော့မဟုတ်ဘူးအသိဉာဏ်ရှိတယ်သို့တော့စောရဏခတ်နဲ့မွေးလာတာဖြစ်သည့်အတွက်ကြောင့်သူဟာလူဆိုးဖြစ်ဖို့ရသိချာနေအရွယ်လေးရောက်လာတဲ့အခါမှာတက္ကသိုလ်ကိုပညာသင်လွှတ်လိုက်တယ်
တာဝတိကနေပညာသင်သွားတယ်ဆိုတော့ဘယ်ကိုသွားတာတော့ဆိုခဏခေတ်မြေပုံနဲ့ပြောရင်ပါကစ္စတန်နိုင်ငံဘက်ကိုသွားတယ်အဲ့ဒီမှာတက္ကသိုလ်ဆိုတာရှိတက္ကသိုလ်ဆိုတာပညာရေးဌာနတစ်ခုရဲ့နာမည်မဟုတ်ဘူး Oxford ဆိုတာလို့ပေါ့မြို့ရဲ့နာမည်ခဏခေါ်တဲ့ Oxford ဆိုတာလေတက္ကသိုလ်နာမည်မဟုတ်ဘူးမြို့ရဲ့နာမည်နော်ဥပမာပဲရန်ကုန်တက္ကသိုလ်ဆိုရန်ကုန်မြို့ခေါ်တာပဲနိရန်ကုန်မြို့ကတက္ကသိုလ်တစ်ခုခေါ်တာအဲ့ဒါလိုပဲတက္ကသီလလို့ခေါ်တဲ့မြို့ရဲ့နာမည်နဲ့အဲ့ဒီမှာတက္ကသိုလ်လို့ခေါ်တာပညာသင်တဲ့အကြောင်းတစ်ကြောင်းအဲ့ဒီကိုပို့လိုက်တယ်ပို့လိုက်တော့သူကတတိရှိပြီးတော့ခွန်အားဗလားကောင်းပြီဒီဝတရားတော့ခြေပြုံးတယ်မဟုတ်တာမလုပ်ဘူးတိမှတ်တယ်တော်မှန်တယ်ဒါကြောင့်သူ့ရဲ့ဆရာဖြစ်တဲ့ဒီသဘောမကဆရာကြီးနဲ့ဆရာကတော်တို့ဝတရားကိုသူကခြေခြေပြုံပြုံဖြစ်အောင်စစရာကုညီတတ်တယ်ကုညီတယ်အဲ့တော့ကုညီတော့ဆရာကတော်ကြီးကသူ့အပေါ်မှာရှင်းတ်တော့ညနေသာပေးတာပေါ့နော်ညနေသာပေးလာတယ်အဲ့ဒါကိုကြံတဲ့ចောင်းသားတွေကမနာလို့မရှုစိတ်ဖြစ်လာလောကမှာလူတွေရဲ့သဘာဝတူတယောက်အခွင့်အရေးရလာပြီဆိုရင်ဝိုင်းပြီးတော့မနာလို့တာဒီကနေ့ခေတ်မြန်မာလူမျိုးတွေမှသာမဟုတ်ဘူးအလုံးဟာဒီတိုင်းပဲနော်လူသားတွေရဲ့ရင်ထဲနှလုံးထဲမှာဂျင်လက်စီခေါ်တဲ့မနာလိုစိတ်ကရှိတယ်တဘာဝအဖြစ်ရှိနေတယ်အဲ့ဒါကိုချိုးနေနိုင်မနိုင်လို့ရှိရင်သူကပြဿနာတစ်ခုဖြစ်ပေါ်စေအဲ့တော့အင်္ဂုလိမာလမျက်နှာသာပေးခြင်းခံရတဲ့အခါမှာအဟိတကလူလင်မျက်နှာသာပေးခြင်းခံရတဲ့အခါမှာကျောင်းသားတွေကမကြိုက်ကြအောင်ဆရာကတော်မျက်နှာသာပေးလွန်အားကြီးတယ်သူ့ဘောမှာမကြေမနတ်တွေဖြစ်လာမကြေမနတ်ဖြစ်တော့ခုခေတ်ဆိုရင်တော့ဂျင်းထဲတာပေါ့နော်အချွန်နဲ့မှခေါ်ဆရာကြီးရဲ့နှလုံးသားကိုထိခိုက်မဲ့စကားတော့ပြောတယ်ဆရာကြီးရဲ့အင်္ဂုလိမာလဒီအဟိန္ဒကပေါ့လေအဲ့တော့အင်္ဂုလိမာလလည်းမခေါ်သေးဘူးအဟိန္ဒကကိုဆရာကတော်ကြီးကမျက်နှာသာပေးလွန်းတယ်သူတို့သိမယိုးဘူးဆိုဆရာကြီးကဒါသူ့အသက်နှလုံးပဲလေသွားပြီးတော့ဆရာကြီးရဲ့အသက်နှလုံးထိခိုက်ပဲစကားဆရာကြီးရဲ့အသက်တွေဂျင်းထည့်လိုက်တာပူသွားတာပေါ့ဆရာကတော်နဲ့သိပြီးတော့မယိုးသားဘူးဆိုပြောလိုက်တာပေါ့အဲ့လိုလုပ်တဲ့အခါမှာဆရာကြီးကဒီကောင်ခေါ်လည်းမပြောရဘူးလူကထောင်းထောင်းမောင်းမောင်းနဲ့အားခွန်ဗလားကောင်းတဲ့လူဆိုသူသိမပြောရဘူးသဘောတော့အကောင်းပဲအဲ့သူ့ကိုဗလားချင်းရှင်ပြီးတော့ရိုက်ပုတ်ဖို့ဆိုတာလည်းတော်ခက်တယ်အဲ့တော့ဆရာကြီးကစိတ်ကူးတယ်ဒီကောင်ကိုပြစ်ဒဏ်ပေးလည်းမလွယ်ဘူးပေါ့သူ့ခွန်အားဗလားကြီးနဲ့ဘယ်သူမှတုနိုင်မှာမဘဲမောင်တင်တဲ့ကိုတကောင်ဘရင်ကြောက်တယ်လို့ပေါ့နော်သူလည်းကြောက်လားစိုးရိမ်လားတော့ဒုက္ခရောက်အောင်လို့ဆိုပြီးတော့အဟိတကကိုခေါ်ပြီးတော့ကဲမင်းဆရာအတွက်တခုလုပ်ပေးနိုင်မလားသူကဆရာပေါ်မှာလေးစားတယ်လေချစ်ခင်တယ်ဆရာခိုင်းရင်မဆိုလုံးမယ်ဆိုလူပေါ့ခုခေတ်လဲလူကြီးခိုင်းရင်လုံးမယ်ဆိုလူတွေအများကြီးပဲဟုတ်မဟုတ်လူကြီးခိုင်းတာဆိုလှုပ်တဲ့လူတွေရှိတယ်မျက်စိမိတ်ပြီးလှုပ်တာအဲ့ဒီလိုလူမျိုးကိုသူကလူကြီးခိုင်းတာလုံးမယ်ဆိုတခြားမဟုတ်ဘူးတဲ့မှန်ကတော့သူ့သေးအောင်လို့ချင်းပြန်ထည့်တာပေါ့ချင်းနေမကဦးငယ်ဦးသီးပါထည့်လို့လိုက်တာငါအတွက်လိုအပ်ချက်ကတခြားမဟုတ်ဘူးကွာလူတွေရဲ့လက်ရဘက်ကလက်ညှိုးပေါင်း1000ငါလိုချင်တယ်အဲ့ဒါမင်းရအောင်လုပ်ပေးနိုင်မလားအားဆရာဘာခက်လို့လဲသူခွန်အားနဲ့သူက
ဆရာလိုချင်နေဆိုရင်လှုပ်ပြီးမှာပေါ့မခက်ဘူးအဲ့တော့လူတယောက်ကလက်ညှိုးနှစ်ချောင်းရှိတယ်တစ်ချောင်းပဲယူရမယ်ဆိုလူတစ်ထောင်တတ်ရမယ်အလုပ်ပဲလေဒါအဲ့ဒါကိုအလွယ်တကူလက်ခံလိုက်တယ်ဘာကြောင့်လက်ခံတာတော့လို့ဆိုဆရာကိုလေးစားတာကတစ်ဖက်ဟိုဆရာကိုလေးစားတာကသူကချစ်ကျူးဆရာပဲသို့တော့ဆရာခိုင်းတာမဟုတ်တာလူတစ်ထောင်တတ်ရမှကြတော့သူ့မှာဝန်လေးတဲ့စိတ်တစ်စိတ်မှမရှိဘူးဘာကြောင့်မရှိတာတော့ဆိုဘဝပေါင်းများစွာဘလူးဖြစ်ခဲ့တာစိတ်ကြမ်းကိုကြမ်းကြီးအဲ့လိုမျိုးလုံးဝမယ်ဆိုရင်ပျော်နေတယ်ဝါဒနာဆိုတာအဲ့ဒါပြောတာနော်သူဝါဒနာပါတယ်လို့ခက်သူဒါမခဲရင်ဘူးဘာခဲရင်လဲဆိုပြီးသူလုပ်ပြီးမယ်ဆိုပြီးတန်လျက်ဓာတ်တို့မြားတို့လေးတို့လက်နဲ့တွေအကုန်လုံးယူပြီးတော့လူသွားလူလိုက်များတဲ့တောင်းအုပ်တစ်ခုတည်းဝင်သွားတယ်ဝင်သွားပြီးတောတန်းကိုဖြတ်တန်းလာတဲ့လူတွေကိုလိုက်တတ်တယ်အဲ့တော့ရက်စတဲ့လူတယောက်ဟာအလွယ်တကူလေးနဲ့လှုပ်တတ်တယ်ဒီကနေ့ခင်လေအဲ့ဒါလေးလေးငါဟုတ်လားတသိန်းနှစ်သိန်းပေးတာနဲ့လူသက်ပေးတဲ့လူတွေဖြစ်ရက်စတဲ့လူတွေကရှိတယ်လေအဲ့ဒါလောက်ရရင်ကိုတတ်တဲ့လူကရှိတယ်လေအဲ့တော့သူကလက်ခံလိုက်ပြီးတော့တော်ထဲမှာဖြတ်တန်းသွားလာတဲ့လူတွေသူ့ရှင်နိုင်တဲ့လူတယောက်မရှိဘူးသူကအပြေးကလည်းမြန်တယ်သူကလည်းတန်ဆွမ်းတယ်အဲ့တော့တော်ထဲလာတဲ့လူကိုလူဘလောက်များများသူလိုက်တယ်ဆင်းနေရလဲကြောက်တယ်ဆင်းနေရလဲသူ့ကိုလန့်ပြီးပြေးကြတယ်မြင်းနေနဲ့လိုင်းနဲ့လန့်ပြီးပြေးကြတယ်လူတွေဆိုတာမပြောနဲ့သူ့အတန်ကြီးနဲ့ငါဆိုတဲ့အတန်ကြီးနဲ့ကြားလိုက်ရောအကုန်လုံးပြေးကုန်ကြအဲ့ဒီအချိန်မှာမိတဲ့လူကိုဖမ်းပြီးတော့တတ်လိုက်တယ်တတ်ပြီးတော့လက်ရလက်ညှိုးကိုယူလိုက်လက်ညှိုးတစ်ချောင်းရပြီဆိုတစ်ပင်ချိတ်ထားတစ်ချောင်းရတစ်ပင်ချိတ်ထားလိုက်တစ်ပင်ချိတ်ထားလိုက်တာတောထဲမှာတစ်ပင်ဆိုတော့အကောင်လောင်တွေကစားတာပေါ့ဟောအဲ့ဒီလက်ညှိုးပွဲစိတ်တွေကစားတစ်ပင်အကောင်လောင်တွေကစားဆိုတော့တစ်ထောင်ပြေးဖို့သူမစွမိနိုင်လက်ညှိုးတွေကပျောက်ကုန်တော့မဖြစ်ဘူးငါလက်ညှိုးတော်နဲ့ပြေးမှာမဟုတ်ဘူးဆိုငါလုပ်တယ်ဆိုကျိုးနဲ့တီးပြီးတော့သူ့လည်းပဲဆွဲထားအဲ့လောက်ထိအောင်သူကရက်စက်ကြမ်းကြုတ်တယ်သူ့ကောင်းထဲမှာဆရာခိုင်းထားတာလုံးမယ်ဆိုတာတခုပဲရှိတယ်နော်လူတွေတတ်ရတာလည်းသူကပင်မမှုမရှိဘူးအဲ့လိုနဲ့လူပေါင်းများစွာကိုတတ်လိုက်တာလက်ဘင်းကိုကြိုးတီးပြီးထားတဲ့အချိန်မှာလက်ညှိုးပေါင်းတစ်ထောင်ပြည့်ဖို့တစ်ချောင်းပဲလိုတော့တယ်ဟော990နဲ့9ချောင်းရလာပြီဆိုတဲ့အချိန်လေးမှာလူသူတွေကလည်းတော်တော်ပြတ်သွားအဲ့တော့ဘက်ကိုမလာရဲကြတော့လူတတ်တယ်ဆိုတာလည်းနဲမှမနေတာအဲ့ဒီတော့မှလူသူပြတ်ပြီးတော့ဒီလက်ညှိုးလေးတစ်ချောင်းရဖို့ရတော်တော်ခက်နေစောင့်ဆိုင်နေရအဲ့ဒီအချိန်မှာသူ့ရဲ့သရင်ကလည်းဟိုးလေးတစ်ကြောဖြစ်နန်းတော်ကပရောဟိတ်ဘုန်းသားကြီးကတော့ဒါငါသူ့သားရဲ့လက်ချက်ပဲဆိုတော့သူကသိနေဒါဖြစ်လိမ့်မယ်ဆိုတော့လည်းသူကသိထားတော့သူ့အမေကလည်းသရင်ကြားတယ်ဒါအဟိန္ဒကမဟုတ်တဲ့လှုပ်တွေလှုပ်နေတယ်ဆိုတော့ဘုရင်ကြီးစီသရင်ရောက်တော်ဘုံတမြလူတွေတတ်နေတဲ့လူကိုတော့ဘုရင်ကြီးနှိမ်နှင်းမှဖြစ်မယ်လို့တိုင်းသူပြည်သားတွေကစူစူပူပူဖြစ်လာတဲ့အခါဘုရင်ကြီးကစစ်တပ်နဲ့ကိုယ်တိုင်ထွက်ပြီးတော့နှိမ်နှင်းမှုအမိန့်ချလိုက်ပြီနော်စစ်သည်တွေနဲ့ထွက်ပြီးတော့အဲ့တောကိုစီးနှင်းဖို့ရဘုရင်ကအမိန့်ချလိုက်တယ်အဲ့ဒီအမိန့်ထုတ်လိုက်တဲ့အတန်လဲကြရောသူ့ရဲ့အမေဖြစ်တဲ့မန္တာလီဆိုကိုသားဘလောက်ဆိုးတေးမှကြတော့မစိုးရိမ်နဲ့သူကမိခင်ရဲ့နှလုံးသားနော်
ကိုသားလေးဘလို့ဆိုးဘုရင်ကြီးထွက်ဖမ်းလို့သူ့သားကိုအသက်ခံရမှာတော့သူကြောက်တယ်စိုးရိမ်တယ်ဒါကြောင့်မို့သူ့အဖေကိုပြောတယ်ရှင်သွားပြီးတော့ကိုသားပဲပြောပါမလုပ်ဖို့ဘုရင်ကြီးကဖမ်းလိုက်မယ်ဆိုတာဟာဒီကောင်သေးအေးတာပဲငါတော့မပြောနိုင်ဘူးသူမရှိတာပိုကောင်းတာပေါ့လို့သူ့အဖေလုပ်တဲ့ပရောဟိတ်ပုံနာညင်လိုက်တဲ့အခါကျကဲရှင်မသွားဘူးဆိုသူကိုယ်တိုင်သွားမယ်ဆိုမိခင်ရဲ့စိတ်ဓာတ်နဲ့အဲ့တော်ထဲမှာစွန့်စားပြီးသွားလူမျောနေတဲ့အင်္ဂုလိမာလာတောင်ကုန်းတစ်ကုန်းကနေထွက်ကြည့်လာတဲ့ပုဂ္ဂိုလ်ဟာတခြားဘူးမဟုတ်ဘူးသူ့အမေဖြစ်နေသူ့အမေဖြစ်တော့နှလုံးသားကဘလောက်ဆိုးလဲလို့ဆိုရင်ဆရာခိုင်းတာဒီနေ့ပြည့်အောင်လုပ်မှဖြစ်မှာအမေလည်းမတတ်နိုင်ဘူးသူတွေးတာကြည့်နော်အမေလည်းမတတ်နိုင်ဘူးလောက်ရမှာပဲဆိုပြီးတော့အမေတတ်ဖို့တောင်ထိပ်ကနေအော်ဟစ်ပြီးဆင်းပြေးလာအဲ့ဒီချိန်မှာသားမိနှစ်ယောက်ကြားမြတ်စွာဘုရားကဘွားကနေပေါ်လာတယ်ဘာကြောင့်မြတ်စွာဘုရားကယုတ်တည်းကြွလာလိုက်တာတော့အကယ်၍မြန်သူ့အမေကိုတတ်လိုက်မိပြီဆိုရင်အင်္ဂုလိမာလာဟာသူ့ရင်ထဲကဓမ္မအသိတွေကိုသိနိုင်တဲ့အသိဉာဏ်ဟာဆုံးရှုံးသွားတော့မိခင်ကိုတတ်လိုက်တာနဲ့တပြိုင်နက်ဆုံးရှုံးသွားတော့မှာသို့တော့အင်္ဂုလိမာလာမဆုံးရှုံးတတ်ဘူးငါသွားလိုက်လို့ရှိရင်အင်္ဂုလိမာလာလိမ္မာရင်ကျေးပြီးတော့တကယ်ဉာဏ်ပုဂ္ဂိုလ်ကြီးဖြစ်မှာလို့ဆိုမိခင်လည်းအသက်ဘေးကလွတ်လိမ့်မယ်တရားဝါတွေလည်းအသက်ဘေးကလွတ်လိမ့်မယ်သူကိုယ်တိုင်လည်းပဲအသိဉာဏ်ရတယ်ယဟန္တာပုဂ္ဂိုလ်ဖြစ်မှာပဲမြတ်စွာဘုရားဟာအလုံးအတွက်ကောင်းမှုလုပ်တာဖြစ်တယ်ဘယ်တော့မှတယောက်ကိုသားစေတယောက်ကိုနာစေဆိုတာမရှိဘူးအလုံးအတွက်အကောင်းနေကြီးပဲဖြစ်ဖို့မိခင်ကိုဓာတ်နဲ့လိုက်နေတဲ့ကြားထဲမှာမြတ်စွာဘုရားကပွားကနေပေါ်လာတဲ့အခါကျတော့ဟာဒီဟမ်းမဲ့လိုက်မယ်ဆိုလမ်းကြောင်းပြောင်းသွားနော်လိုက်တယ်မြတ်စွာဘုရားကတော့ရိုးရိုးလေးပဲတလန်းချင်းသွားနေတယ်နောက်ကအင်္ဂုလိမာလာကြီးကဓာတ်ထမ်းပြီးအော်ဟစ်ပြီးတော့လိုက်တယ်မမီဘူးမီလူနဲ့ဘုရားကိုမိကုန်မမီကြာတော့သူကဟောဟဲတိုက်မောလာမျက်စိနဲ့မြင်အောင်ပြောရမယ်ဆိုရင်လမ်းလျှောက်ဆက်ပေါ်လမ်းလျှောက်နေတဲ့လူလိုပဲရှေ့ကိုမရောက်ဘူးနော်ဖះနဲ့တိတ်မဝေးတာသူဟာရှေ့ကိုမရောက်ဘူးကြာတော့မောလာချွေတွေထွက်လူကဟောရတိုက်မောလာတဲ့အခါကျတော့သူကမြတ်စွာဘုရားကိုအော်ဟစ်ပြီးတော့ရပ်ဖို့ပြောလိုက်အဲ့ဒီအခန်းလေးတွေကိုသူကိုယ်တိုင်မြတ်စွာဘုရားကိုပြန်လျှောက်တာအဲ့ဒီပြန်လျှောက်တာရှင်ဂုလိမာလာရဲ့ပဋိမြတ်ရဲ့အမှတ်တရစကားများထဲမှာဖះနဲ့တွေ့တဲ့အချိန်လေးရစပြီးတော့ဒီဖះနဲ့အပြန်အလှန်ပြောဆိုခဲ့တဲ့စကားလေးကစပြီးတော့အမှတ်တရစကားဖြစ်ပြန်ပြီးတော့ပြောထားတာလေးကစိတ်ဝင်စားကြကောင်းတယ်နောက်ပိုင်းယဟန္တာဖြစ်သွားတဲ့အခါဒါတွေကိုပြန်ပြောတာအဲ့ဒီမှာမြတ်စွာဘုရားထံနောက်ကနေလိုက်တဲ့အခါမှာသူကမြတ်စွာဘုရားကိုသမဏလို့ခေါ်တယ်အဲ့ဒီခေတ်ကသမဏနဲ့ပြမဏနှစ်ခုရှိတယ်သမဏဆိုတာရှင်တွေကအပူမီးတွေငြိမ်းအောင်ကျင့်သူဆိုတဲ့အဓိပ္ပာယ်နဲ့သမဏပြမဏဆိုတာတော့မျိုးရိုးမြင့်မြတ်သူဆိုတဲ့အဓိပ္ပာယ်သို့မဟုတ်ဝေရာကျမ်းကိုသင်ယူတတ်သူဆိုတဲ့အဓိပ္ပာယ်နဲ့ပြမဏလို့ခေါ်တယ်သမဏအုပ်စုနဲ့ပြမဏအုပ်စုဆိုပြီးအိန္ဒိယမှာဘာသာရေးနှစ်ခုရှိတယ်ခုခေတ်စကားနဲ့ပြောမယ်ဆိုရင်သမဏဘာသာနဲ့ပြမဏဘာသာပေါ့နော်အဲ့တော့မြတ်စွာဘုရားကသမဏဘာသာဝင်ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သူကမြတ်စွာဘုရားကိုအော်ဟစ်ပြီးတော့ပြောလိုက်တယ်အိုသမဏရပ်လိုက်ပါသူမောလာတဲ့အခါရပ်ခိုင်းတော့မြတ်စွာဘုရားသူ့ကိုဘာပြောလိုက်တုံးဆိုငါကရပ်နေတာပါမင်းမဲ့ရပ်ဖို့လိုပါတယ်အဲ့ထက်မြတ်စွာဘုရားက
တလန်းရင်သွားရင်နဲ့ပြောလိုက်တာငါကရက်နေတာမင်းမဲ့ရက်ဖို့လိုတယ်ဆိုတယ်ဒီစကားဟာ तू ကအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာမန်ပုဂ္ဂိုလ်ဆိုရင်တော့ဘာမှအဓိပ္ပာယ်မရှိဘူးတာမန်ပုဂ္ဂိုလ်ကဘာမှအဓိပ္ပာယ်မရှိဘူးမြတ်စွာဘုရားဒီလိုမကောင်းမှုအကုသိုလ်တွေကိုငြိမ်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာလိမ်ပြောတာမဟုတ်ဘူးငါကရက်နေတာမင်းကပဲရက်ပါလို့အဲ့လိုပြောလိုက်တဲ့စကားသူ့နှလုံးသားကိုထိခိုက်သွားတဲ့စကားမျိုးဖြစ်တယ်အဲ့ဒီမှာ तू ဘာအဓိပ္ပာယ်နဲ့ပြောတာလဲတက္ကသိုလ်ကျောင်းသားလဲတက္ကသိုလ်ကျောင်းသားစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်လည်းဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားနဲ့ तू အချီချပြောတဲ့စကားလေးတွေကိုဉာဏ်နာဖြစ်တဲ့အခါပြန်ပြီးတော့အမှတ်တရစကားအနေနဲ့ပြောတယ်အဲ့ဒီမှာမြတ်စွာဘုရားကို तू ကမေးခွန်းထုတ်လိုက်တယ်သွားရင်ရရင်ကနေမေးခွန်းထုတ်ကိစ္ဆံဝဒေတိသမဏထိတော်မိကိုတော်ကသွားနေရင်နော်သွားနေတာဖြစ်ပါလေနဲ့ငါရက်နေတယ်လို့ကိုတော်ပြောတယ်မမင်းစပြုတိထိတမထိတော်တိကျွန်ုပ်ကိုတော့ရက်နေတဲ့ကျွန်ုပ်ကိုတော့မရက်ဘူးလို့အရှင်ဘုရားပြောတယ်ကိုတော်ပြောပြန်တယ်ပု္ပ္ပာမိတံသမဏဣတမထံကထံထိတော်တွန်ဟာမထိတော်ကိုတော်မေးချင်တယ်ကိုတော်မေးချင်ကိုတော်ကရက်နေတာလို့ပြောတာဘာအဓိပ္ပာယ်နဲ့ပြောတာလဲတပည့်တော်ကိုတော့မရက်ဘူးလို့ပြောတာရောဘာအဓိပ္ပာယ်နဲ့ပြောတာလဲဒါသိချင်တယ်သူကရက်ချင်းမရက်ချင်းဆိုဒီအဓိပ္ပာယ်တာမန်စကားဆိုလို့ရှိရင်ရှေ့ဆက်မသွားပဲရက်နေတာကိုရက်တယ်လို့ပြောတာသို့တော့အဲ့ဒီအဓိပ္ပာယ်တွေမဟုတ်ဘူးဘာကိုရည်ရွယ်ပြီးတော့ရက်တယ်လို့ပြောတာတော့ဘာကိုရည်ရွယ်ပြီးတပည့်တော်ကြတော့မရက်ဘူးလို့ပြောတာလေလို့မြတ်စွာဘုရားကိုမေးခွန်းထုတ်တယ်မေးခွန်းထုတ်တဲ့အခါကျတော့မြတ်စွာဘုရားကသူ့ကိုပြန်ဖြေပုံလေးကိုလည်းသူပြောတယ်ထိတော်အဟံအင်္ဂုလိမာလသဗ္ဗတာအဲ့ဒီအချိန်မှာလက်ဘင်းမှာလက်ညှိုးတွေတီးပြီးတော့လက်ဘင်းမှာဆွဲထားလိုက်တဲ့အခါမှာသူ့ကိုအင်္ဂုလိမာလလို့ခေါ်လိုက်ကြပြီအားလုံးကသူ့ကိုအင်္ဂုလိမာလလို့သိတယ်လက်ညှိုးတွေကိုပန်းကုန်းလိုလုပ်ပြီးလက်ဘင်းဆွတ်ထားတဲ့လူဆိုးကြီးဆိုတာအဲ့ဒီနာမည်နဲ့ထွင်တော့မြတ်စွာဘုရားကလည်းသူ့ကိုအဲ့ဒီနာမည်နဲ့ပဲခေါ်လိုက်တယ်သူ့လက်ဘင်းမှာလည်းပဲလက်ညှိုးတွေဆွဲထားတာဟုတ်ဝက်ဥကြောင်းတွေဆွဲထားသလိုနေမှာနော်ဝက်ဥကြောင်းစားဘူးတဲ့လူတွေဝက်ဥကြောင်းတတိယလူလက်ညှိုးတွေကျိုးနဲ့တီးပြီးဆွဲထားအဲ့ဒီမှာမြတ်စွာဘုရားကထိတော်အဟံအင်္ဂုလိမာလသဗ္ဗတာသဗ္ဗေသူဗုဒေသူနိဋ္ဌာယဒန္တံငါဟာသရဝအလုံးပေါ်မှာဘယ်တော့မှမနှိမ့်ဆက်ဘူးတဲ့နှိမ့်ဆက်မှုတွေကိုငါဟာချထားလိုက်ပြီရပ်ထားလိုက်ပြီနှိမ့်ဆက်မှုမလုပ်ဘူးတဲ့သရဝတွေကိုတတ်ဖို့ဖြတ်ဖို့ငါဘယ်တော့မှနှိမ့်ဆက်မှုမလုပ်ဘူးအဲ့ဒီလိုနှိမ့်ဆက်မှုမလုပ်ဖဲနဲ့ငါကမကောင်းမှုအကုသိုလ်လုပ်တွေကိုငါရပ်ထားလိုက်တယ်ဒါကြောင့်ငါရပ်တယ်လို့ပြောတာဟောအဓိပ္ပာယ်ကခြေလမ်းမလမ်းမနဲ့လူမတ်တက်ရတာကိုရပ်နေတာကိုရပ်တယ်လို့ပြောတာမဟုတ်ဘူးသရဝအလုံးပေါ်မှာနှိမ့်ဆက်ညှဉ်းပန်းမဲ့အလုပ်မျိုးကိုငါဘယ်တော့မှမလုပ်ဘူးရပ်ထားလိုက်ပြီဒီလိုမျိုးကိုငါရပ်ထားတယ်လို့ပြောတာဒါလည်းရပ်ထားတစ်ခုပဲပေါ့နော်အလုပ်တစ်ခုကအစမပြေဘူးဆိုရင်ရပ်တာဒါလည်းရပ်တယ်လို့ပြောကြတာပဲလေရပ်တာမင်းဒါလှုပ်သေးလားမလှုပ်တော့ဘူးရပ်လိုက်ပြီဟောပြောကြတာပဲအဲ့ဒီလိုမဟုတ်တဲ့လှုပ်တွေ तू မလှုပ်တော့ဘူးရပ်ထားလိုက်ပြီလို့မြတ်စွာဘုရားပြောတာတုဝံစပါနေသူအတ္တံတော်တိမင်းကတော့စောင့်စည်းမှုလုံးဝမရှိဘူးတဲ့တရားဝါတွေပေါ်မှာရက်ဆက်နေတော့မယ်ဒီလှုပ်ကိုမင်းဆက်လှုပ်နေတော့မယ်မရသေးဘူးတ
တ္တမထိတောအဟံတုဝမထိတောဒါကြောင့်မို့ငါကတော့ရက်တယ်မင်းကတော့မရက်ဘူးလို့ငါပြောတာတော့အတိပ္ပယ်ကဒါကြီးမားသွားသူ့ဖို့အဲ့တော့ကြီးမားသွားတော့သူဟာထိသွားတာပေါ့နှလုံးသားထိသွားနော်နှလုံးသားထိသွားခုနကတော့ဂျင်းထိတာအခုကတော့နှလုံးသားထဲမှာကျေနပ်အားရမှုတွေဖြစ်သွားအဲ့တော့နှလုံးသားကိုထိခိုက်သွားတဲ့စကားလေးဖြစ်သွားကျေနပ်လောက်အောင်မြတ်စွာဘုရားပြောလိုက်တာကရှင်းကနေနေတဲ့အခါကျသူကျေနပ်သွားအဲ့လိုပြောလိုက်တဲ့အချိန်ကျတော့မှထူးဆန်းတဲ့စကားထူးဆန်းတဲ့အဓိပ္ပာယ်တစ်ခုပြောလိုက်တော့မှခေါင်းထဲမှာသူ့အတိပါဝင်လာတော့ဆိုသူကလူငယ်လူရွယ်ဘဝ16နှစ်လောက်ကလေးကတက္ကသိုလ်ရောက်သွားတာမြတ်စွာဘုရားတာဝတိပြည်မှာနေတာပဲသို့တော့သူရှိနေတဲ့အချိန်မှာမြတ်စွာဘုရားတာဝတိရောက်ချင်မှရောက်အောင်မယ်ရာဇဂုရုဘာတို့ပထမကြွတာတာဝတိကတော်လေးအနာရဝင်ကပင့်တော့မှ၄ဝ၅ဝလောက်မှတာဝတိကိုရောက်တာဘုရားဖြစ်ပြီး၄နှစ်လောက်မှရောက်တာအဲ့တော့မြတ်စွာဘုရားသတင်းကိုတော့သူကြားငယ်တော့ကြားတယ်ဒီထူးခြားတဲ့ခုခေတ်နဲ့စကားနဲ့ပြောမှဆို philosophy ပေါ့ philosophy အဓိပ္ပာယ်ရှိတဲ့စကားတစ်ခုကိုသူကြားလိုက်ရတဲ့အခါကျတော့ဂေါတမဘုရားဆိုတာဒီကိုယ်တော်များဖြစ်နေမလားနော်အမှန်တန်နာမည်ကြီးပြီးတော့တကယ်သူတော်စင်သူတော်မြတ်ဂေါတမဗုဒ္ဓပေါ်နေတယ်ဆိုတာသူကြားရတယ်ဗေဒင်ကျမ်းထဲမှာလည်းဗုဒ္ဓဆိုတာရှိတယ်ဆိုတာသိရတယ်အဲ့တော့သူလည်းဗေဒင်ကျမ်းကန်တက်ဆိုတော့ကြည့်လိုက်တော့မြတ်စွာဘုရားရဲ့ရုပ်အစင်းအင်္ဂါတွေကိုသူကဲခတ်မိမှာပေါ့နော်ဗုဒ္ဓဆိုတာသူတွေ့ချင်ကောသလမင်းကြီးကိုယ်တိုင်ကဗုဒ္ဓကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်ဆိုသူတွေးချင်တော့အဲ့ဒီနေရာလေးမှာသူကောင်းထဲမှာလင်းလက်လာပြီးတော့စိရတံဝတ္တမေမဟိတောမဟေတိမဟာဝနံသမနောပစ္ဆပါတိသောဟံစရိတ္တာမိသဟတပပံသုတ္တဝနာကတံတဝဓမ္မယုတ်တံစိရတံဝတ္တမေမဟိတောမဟေတိဒီအရှင်မြတ်ကိုသူကနှစ်ပေါင်းကြာလာပြီတွေ့ချင်နေတာဖူးမြော်ခြင်းနေတာပူဇော်ခြင်းနေတာကြာလာပြီငါတွေ့ချင်တဲ့ပုဂ္ဂိုလ်ပဲထူးခြားတဲ့စကားကိုပြောတော့ငါတွေ့ချင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်အဲ့ဒီပုဂ္ဂိုလ်သူများဟာမဟာဝနံသမနောပစ္ဆပါတိသမဏတဝုအနေနဲ့တောအုပ်ကြီးတွေကိုခုဝင်ရောက်လာတာပဲဖြစ်မယ်သောဟံစရိတ္တာမိသာတပါပံသူကျွလွန်ထားတဲ့ထောင်ပေါင်းများစွာသောအကုသိုလ်အမှုတွေကိုသူထောင်ပေါင်းများစွာကျွလွန်ထားတာဖြစ်တယ်အဲ့ဒါတွေအလုံးကိုဒီရှင်မြတ်ပြောလိုက်တဲ့ငါကသူများအသက်တတ်တဲ့ကိစ္စတွေကိုရထားပြီးမင်းကတော့သူများအသက်ပေါ်မှာမညာမတာမဆောင်မစည်းတတ်နေတော့မယ်ဒါကြောင့်မင်းကမရသေးဘူးဆိုတဲ့စကားအဓိပ္ပာယ်ရှိတဲ့ဓမ္မလမ်းကြောင်းကိုသူကြားလိုက်ရတဲ့အခါမှာသူ့ရင်ထဲမှာမကောင်းမှုအကုသိုလ်တွေဟာဖယ်ရှားပစ်ဖို့ငါလှုပ်ထားတဲ့ပြစ်မှုတွေဟာဒီပုဂ္ဂိုလ်သူမြတ်ရဲ့တရားဓမ္မနဲ့ငါရဲ့မကောင်းမှုအကုသိုလ်တွေကိုဆေးကြောလို့ရတော့မှာပဲဆိုဝမ်းသာပါတယ်နော်ဝမ်းသာတာအဲ့ဒီလိုဖြစ်ဖို့ရဆိုတာလည်းပဲဖះပေါ်မှာယင်ထဲကသရတရားရှိမှတာမျိုးကဖြစ်တာဟုတ်ရှင်ထဲမှာသရတရားမရှိဘူးဆိုရင်ဒါမျိုးဖြစ်မှာမဟုတ်ဘူးမြတ်စွာဘုရားမိန့်ကြားလိုက်တဲ့စကားလေးတစ်ခုဟာသူ့ရဲ့အသိဉာဏ်တကားကိုဖွင့်ပေးလိုက်တယ်လို့ဖြစ်ပြီးကြံတန်ရက်စက်တဲ့လူကြီးတယောက်ဟာသူမဟုတ်တာလုံမှန်းနဲ့သူသိတယ်သိပြီးတဲ့အခါမှာအာကိုတကြီးနဲ့မြတ်စွာဘုရားရဲ့တရားလမ်းပြမှုကိုလက်ခံကြိုးစိုးလိုက်တဲ့သဘောပဲဖြစ်တယ်ပေါ့ဒါဟာထူးခြားတဲ့အပြောင်းလဲတစ်ခုလို့ပြောဖြစ်တယ်နော်အဲ့ဒီမှာသူ့ဘဝအတွေ့အကြုံတွေကိုအခုလို့ပြောပြီးတဲ့အခါမှာသူဘာတွေလုပ်တယ်ဆိုတာကို
အမှတ်တရစကားထဲမှာမှတ်တမ်းတင်ထားပုံအိစေဝစောရောအတိမာဝုဒ္ဓအတိမာဝုဒ္ဓအခုလို့မြတ်စွာဘုရားကိုတွေ့ချင်တာကြာလာပြီခုတော်တဲ့ရောက်ကြွလာပြီသူ့ထံမှာငါမကောင်းမှုအကုသိုလ်တွေဖယ်ရှားဖို့ရတရားချစ်မယ်ဆိုရယ်အဲ့ဒီစိတ်ကူးတွေရပြီးတော့ခေါင်းထဲမှာဖះဆိုတဲ့အတိဝင်ပြီးဖះရဲ့တရားတိုင်းကျင့်ကြံမယ်ဆိုတဲ့ကောင်းမြတ်တဲ့အကြံတွေကြံလိုက်ပြီးတဲ့အခါမှာအိစေဝစောရောအတိမာဝုဒ္ဓံသူ့လက်ထဲကကင်ထားတဲ့တန်လျက်ဓာကြီးသူ့ပခုံးမှာလွယ်ချိတ်ထားတဲ့လေးတွေများတယ်အားလုံးနော်တုပ္ပိပပတိနရခေအနွကာအနွကာတိအနည်းနာမရှိတဲ့6ကဘာတဲ့အကုန်ပြစ်ချလိုက်နော်ပခုံးမှာလွယ်ထားတဲ့လက်နက်ကရိယာတွေအားလုံးလက်ထဲကင်ထားတဲ့ဓာကြီးရောပြစ်လိုက်တယ်အဲ့တော့ချက်ချင်းကိုလိမ္မာရင်ကြည်သွားတာအပြောင်းလဲကြီးတစ်ခုပဲနော်တာမန်ကာယပလခြင်းရှင်တတ်မဲ့ဆိုရင်သူဟာသူ့ကိုနိုင်မှုကျန်တဲ့ပုဂ္ဂိုလ်တွေမလွယ်ဘူးလေကျန်တဲ့ပုဂ္ဂိုလ်တွေမလွယ်အဲ့တော့မြတ်စွာဘုရားရဲ့စကားကသူ့နှလုံးသားကိုကင်လှုပ်လိုက်တယ်လို့ဖြစ်ပြီးအသိဉာဏ်တကပွင့်သွားတဲ့အခါမှာသူလှုပ်တာတွေမှားတယ်ဆိုပြီးချက်ချင်းလက်ထဲမှာရှိတဲ့ဓာတ်လည်း6ထဲပြစ်ချလိုက်တယ်လေးတွေများနေလဲ6ထဲပြစ်ချဒါလုံးဝဆွန့်လွတ်မှုလို့ခေါ်တယ်။တာမန်အားဖြင့်တခိုးဓမြရဲ့အာကိုးရလက်နဲ့ပဲလေလက်နဲ့ပဲသူတို့ရဲ့အာကိုးချက်လက်နဲ့အဲ့ဒီလက်နဲ့ကိုစွန့်လိုက်တယ်ဆိုသူအလုံးကိုရှုံးပေးတဲ့ဘောဖြစ်သွားတယ်ပေါ့နော်စွန့်လိုက်နိုင်တယ်ဆိုတာတာမန်စွန့်လွတ်မှုမဟုတ်ဘူးလို့သူတို့မှတ်ရအဲ့လို6ကဘာတဲ့ကိုပြစ်ချလိုက်ပြီးတော့အဝန္တိစောရောသုကတတပါတိမြတ်စွာဘုရားကိုပြစ်မှားလို့စိတ်မရှိတဲ့အခါမှာဖယားနာသူကတ်လို့ရသွားတယ်ပြစ်မှားတဲ့စိတ်နဲ့ဆိုကတ်လို့မရလမ်းလျှောက်ဆက်ကြီးပေါ်လမ်းလျှောက်နေတဲ့လူတို့ရှေ့တိုးလို့မရဘူးနော်ရှေ့တိုးလို့မရအဲ့တော့မြတ်စွာဘုရားကိုမပြစ်မှားတော့ဘူးကြီးညိုလေးစားတဲ့စိတ်နဲ့ဆိုတဲ့အခါကျအဝန္တိစောရောသုကတတပါတိဒီလူသက်သမားကြီးဟာရက်ဆက်ကြမ်းကြုတ်တဲ့လူသက်သမားကြီးအင်္ဂုလိမာလဟာမြတ်စွာဘုရားရဲ့ခြေတော်ဆုံးကြောက်ရုံကိုရှ िख ိုးလိုက်တယ်တဲ့ခြေကိုနှစ်ဖူးနဲ့တိုက်ပြီးတော့ရှ िख ိုးတယ်ပြီးတဲ့အခါတထေဝပပိစ္ဆမာယာစိဗုဒ္ဓံအဲ့ဒီရှ िख ိုးလည်းပြီးရောလဘေယံဗန္တိပပိစ္ဆံလဘေယဥပတ္တဝရသူ့ဘဝကိုဆွန့်လွတ်လိုက်ပြီသူရဟန်းဘဝပြောင်းလက်နဲ့တွေဆွတ်တယ်ဆိုတာသူကရန်သူတွေအများကြီးပဲနော်တာမန်လူဆိုမဆွတ်နိုင်သေးဘူးလေအာနာဆိုတာတွေလည်းတချို့ကမဟုတ်တာလုပ်တဲ့လူကပိုမဆွတ်နိုင်သေးတယ်ငါ့ကိုကလေးသားများခြေကြမှာလားဆိုကြောက်တယ်သူဟာလည်းသူတတ်ထားတဲ့လူတွေကအများကြီးသူလည်းလည်းမရှိဘူးဆိုသူတတ်မယ်ဆိုတာစဉ်းစားမိမှာပေါ့နော်အဲ့ဒါတွေကိုပဲသူအသက်ကိုသူဆွန့်လိုက်တဲ့သဘောရှိတယ်ဆွန့်လိုက်တယ်လက်နဲ့မကင်တော့ဘူးမင်းတို့လှုပ်ချင်ရလှုပ်ကြတော့ငါအရှုံးပေးလိုက်ပြီဆိုပုံစံမျိုးပဲဒါတာမန်ရဲရင်တဲ့ဟာမဟုတ်ဘူးနော်တာမန်ရဲရင်နဲ့အတိမဟုတ်ဘူးအပဒမရဲရင်နဲ့အတိလို့ဆိုမြတ်စွာဘုရားဓမ္မဥချပြီးတော့လဘေယဟံဗန္တိပပိစ္ဆံလဘေယဥပတ္တမရံရှင်ဘုရားဓမ္မရှင်ဖြစ်ကိုရပါရစေယဟန်ဖြစ်ကိုရပါရစေပါလို့ဘုရားကိုတောင်းပန်လိုက်တယ်အဲ့ဒီချင်းအဲ့ဒါသူအမှတ်တရစကားအနေနဲ့ရဟန္တာဖြစ်တော့လေဒီတိုင်းပြန်ပြောတယ်အဲ့ဒီကြတော့မြတ်စွာဘုရားကသူ့ကိုဘာမေးရှိတော့ဆိုဘုဒ္ဓဆာခောကာရုဏိကောမဟေတိယောတထလောကတတတ္တေဝကတတမေဟိဘိက္ခုတိတရဩဟောစဧတေဝတတ္တဟုဘိက္ခုပါဩကရုဏာကြီးမားလှတဲ့မြင့်မြတ်တဲ့တရားဓမ္မကိုရှားကြံပြီးတဲ့ကရုဏာကြီးမားလှတဲ့မြတ်စွာဘုရားလောကသားအလုံးအတွက်
လမ်းညွှန်မှုကိုပြုတဲ့ဆရာတဆူဖြစ်တော်မူတဲ့မြတ်စွာဘုရားကသူ့ကိုအေဟိဘိက္ခုယဟန်အဖြစ်နဲ့ငါစီလာခဲ့ခွင့်ပြုလိုက်တာအမှန်အေဟိဘိက္ခုဒါအေဟိဘိက္ခုယဟန်လို့ခေါ်တယ်လက်ရလက်ဆန္ဒပြီးတော့မြတ်စွာဘုရားကဘိက္ခုယဟန်အေဟိလာခဲ့တော့မင်းယဟန်ဖြစ်နေငါတဲ့ငါနောက်ကလိုက်ဖို့ငါတပိတ်ဖြစ်လက်ခံလိုက်တယ်သွားခါတော့ဓမ္မောငါဟောတဲ့တရားတွေဟာမမှန်ကန်ငါဟောတာဖြစ်တယ်စရဗျမစရိယံသမ္မာဒုက္ခတအတ္တကရိယာယမှန်ကန်သောနိလန်းဖြင့်ဒုက္ခအဆုံးသတ်ဖို့အတွက်မြတ်သောအကျင့်ကိုကျင့်မှာတာဝန်လဲပေးလိုက်တယ်ဝန်ခံချက်လဲဂရန်တီလဲပေးတယ်ပေါ့အဲ့ဒီမှာအေဟိဘိက္ခုဆိုတာမြတ်စွာဘုရားလက်ခံလိုက်တယ်သွားခါတော့ဓမ္မောငါဟောတဲ့တရားမှန်ကန်တယ်ဆိုတာဂရန်တီပေးတာပစ္စည်းရောက်ရင်လည်းဂရန်တီကပေးရသေးတယ်လေနော်ယုံကြည်စိတ်ချရတယ်ဒါအကောင်းပါအစစ်အကောင်းစရဗျမစရိယသမ္မာဒုက္ခတအတ္တကရိယာရည်ရွယ်ချက်နဲ့လုပ်ငန်းတာဝန်မြတ်စွာဘုရားပေးလိုက်တယ်ဘာလို့မလဲသာသနာ့ဘောင်ဝင်လာပြီးလောရမှာတော့မြတ်သောအကျင့်ကိုကျင့်ဘာအတွက်ကျင့်တာတော့ဆိုဆင်းရဲဒုက္ခတွေဆုံးသတ်ဖို့ဆင်းရဲဒုက္ခဆိုတာလူတွေကဆင်းရဲဒုက္ခလို့ထင်မှမထင်တာဘာတွေကဆင်းရဲဒုက္ခတော့လို့မေးကြည့်ဒီတရားနာပရိသတ်တွေအကုန်လုံးဘုန်းကြီးတို့ပါဝင်ဘယ်သူမှရှောင်လို့မရတဲ့ဆင်းရဲဒုက္ခအလုံးနဲ့သိနေကြတယ်တဏှိတခြားအိုမင်းလာခြင်းဆိုတဲ့စရာဒုက္ခတော်တော်ကြာမမြော့လင့်မဲနဲ့ခန္ဓာကိုယ်တွေကယောဂဆွဲကပ်ခြင်းဆိုတဲ့ဖြာတိဒုက္ခနောက်ဆုံးသိဆုံးရမယ်ဇာတိကံတို့ဘာတို့သွားရမယ်ဒုက္ခပေါ့နော်အဲ့ဒီဒုက္ခတွေကလူတိုင်းရှောင်လွှဲလို့ရမှာမရတာသို့တော့အဲ့ဒီဒုက္ခတွေကိုအသာခောက်ထားကြတဲ့လူတွေကမစင်စားဘူးဖြစ်မှဖြစ်ရောဆိုတဲ့ပုံစံမျိုးနဲ့နေမကောင်းနဲ့ဆေးုံတက်လိုက်ပဲဖြစ်မှဖြစ်ရောနော်အဲ့တော့အိုရာကြတော့လေခေါင်းကဖြူလိုက်ရင်ဆေးဆိုးလိုက်မယ်ဆိုသွားကျွေးရင်လည်းသွားဆိုင်ဆရာဝန်စီသွားဆိုင်လိုက်မယ်မျက်စိမှုံရင်လည်းမျက်မှန်တက်လိုက်မယ်ပေါ့တက်နေတဲ့ရတော့လုံးကြတာပဲဆိုရင်လည်းဆိုးလေကျွတ်လေဆိုးလေကျွတ်လေဆိုတော့နောက်ဆုံးကျတော့မဆိုးရတော့ဆိုးလို့မရတော့ဆိုးတော့ဆိုးခြင်းဒါပေမဲ့ဆိုးလေကျွတ်လေဖြစ်လာတဲ့အခါကျတော့အကျွတ်တရားရသွားပြီမဆိုးတော့ဘူးဟိုလိုအကျွတ်တရားရတာမဟုတ်စပင်းနေချုပ်ကုန်လို့မဆိုးတော့ဘူးအဲ့တော့ပြောင်းပြောင်းမဲနေလိုက်တော့တာပေါ့ကောင်းကိုပြောင်းပြောင်းမဲထားလိုက်တော့တာပဲအဲ့ဒါအေးသွားတာပဲဆေးမဆိုးရတော့အဲ့ဒီဒုက္ခတွေအဆုံးသတ်ဖို့မြတ်သောအကျင့်ကိုကျင့်ရမယ်ဒီလိုဆိုလို့တယ်။ဘုရားနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေကဘာကြောင့်ဖြစ်တာလဲလို့မေးမယ်ဆိုရင်အလွယ်လေးရဲ့အဖြေကဘုရားအလောင်းတွေကစဉ်းစားတယ်။စရာမရဏငါတို့အိုးနေရတယ်သိရတယ်ဘာကြောင့်တော့သာတိပစ္စယစရာမရဏလူဘဝမွေးလာလို့ဖြစ်တာအကယ်၍မမွေးဘူးဆိုအိုးကြပဲရှိမှာတော့ရှင်းရှင်းလေးမွေးလို့ဖြစ်တာလူဘဝမှာမွေးလာလို့မွေးဖွားလာလို့ဖြစ်တယ်ဒါဖြင့်ဘာဖြစ်လို့မွေးဖွားတာတော့လို့ပြောပြန်တော့ဘဝပစ္စယသာတိအတိတ်ကလုပ်ခဲ့တဲ့ကုသကံအကုသကံတွေကြောင့်မွေးဖွားလာတာဒါဖြင့်ကုသကံအကုသကံတွေကတော့ဘယ်အရောက်လာတာတော့ဆိုဥပါဒနာပစ္စယဘဝဆွလမှုတွေတမဲ့မှုတွေလိုချင်မှုတွေစိတ်ဆွလမှုတွေကြောင့်မို့လို့ချမ်းသာလိမ့်နိုးမျောကိုးပြီးတော့လှုပ်ကြတာကံတရားတွေကိုလှုပ်ကြတာဥပါဒနာပစ္စယဘဝဒါဖြင့်ဒီဆွလမှုတွေကဘာကြောင့်ဖြစ်ရတာတော့ဆိုတဏှာပစ္စယဥပါဒနာလိုချင်မှုကစတာတဲ့လိုချင်မှုရှိလို့ဆွလဒါဖြင့်ဒီလိုချင်မှုကဘာကြောင့်ဖြစ်ရတာတော့လို့အကြောင်းရှာလိုက်တဲ့အခါဝေဒနာပစ္စယတဏှာစိတ်ခံစားမှုကြောင့်စိတ်ခံစားရတယ်လေဘဝဖြစ်လိုက်ရင်ချမ်းသာမယ်လို့စိတ်ကခံစားချမ်းသာတာကိုကြိုက်တယ်လူတိုင်းချမ်းသာဒုက္ခကိုကြိုက်တယ်ကြိုက်သည့်အတွက်ကြောင့်ဝေဒနာပစ္စယတဏှာ
စိတ်ခံစားမှုကိုအကြောင်းပြုပြီးတော့လူတွေဟာတွေ့တာမှုတွေဖြစ်လာဒါဖြင့်စိတ်ခံစားမှုကဘာကြောင့်ဖြစ်ရတာတုံးဆိုဖတ်တပိစယဝေဒနာအာယုန်နဲ့ထိတွေ့လို့ဖြစ်သွားတာအတွေ့အကြုံရသွားတာနော်ငကိုယ်တော့ကတော့ဒူရင်သီးမကြိုက်ဘူးစားလိုက်တဲ့အခါကျတော့အရသာရှိတော့ကောင်းသွားနောက်ကျတော့ဒူရင်သီးဟုတ်လားမရှောင်နိုင်တော့ဖြစ်သွားမကြိုက်သေးခင်တော့အနံ့ဆိုးတယ်လို့ထင်တယ်ရှာနဲ့တွေ့တဲ့အခါကြိုက်သွားနှာခေါင်းမကြိုက်လဲရှာကြိုက်တော့လဲနှာခေါင်းကအလိုလိုက်လေးရပြန်တွေ့သည်နံလေးရရင်မွေးတယ်လို့ထင်လာပြန်နော်အဲ့လိုလူတွေအဲ့တော့နှာခေါင်းကလည်းကြိုက်ရှာကလည်းကြိုက်အားလုံးကကြိုက်ဆိုတော့ဒါမရှိရင်တော့မဟုတ်အဝေးကြီးလှမ်းမှားပြီးတော့စားတယ်မှန်အဲ့ဒါဖတ်တာပိရှာဝေဒနာဒါဖြင့်ဖတ်တာဘာကြောင့်ထိတွေ့ရတာလဲဆိုမျက်စိနာနာလျာကာယမနဆိုတဲ့အင်္ဂါရတိပါလို့လေမျက်စိရှိတော့မြင်တယ်မြင်တဲ့ပုံမှာကြိုက်မကြိုက်ပေါ်လာတယ်နားရှိတော့ကြားတယ်ကြားတဲ့အသံကြိုက်မကြိုက်နှာခေါင်းရှိတော့အနံ့ရတယ်အနံ့လေးကိုကြိုက်မကြိုက်လျာရှိတော့အရသာခံကြည့်တယ်အရသာကိုကြိုက်မကြိုက်ခန္ဓာကိုယ်ထိတဲ့ထိတွေ့မှုကိုကြည့်ပြီးတော့အထီးတွေ့ဟာကြိုက်မကြိုက်စိတ်ကူးကြည့်တဲ့အခါကြိုက်မကြိုက်ဆိုတာပေါ်လာတယ်လေဒါကြောင့်မို့အဲ့ဒါကိုပဋိစ္စသမုပ္ပါဒ်မှာသလယရဏပစ္စယဖတ်တော်လို့ဒီလိုခေါ်တာနော်တကယ်ကိုလူဘဝတယုတ်ပြီးပြင်းအောင်ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အဖြေတွေထုတ်ထားတာဒီထဲမှာဘုရားသခင်ဆိုတာမပါဘူးနော်ဒီအကြောင်းတရားတွေကြောင့်ဖြစ်နေတယ်ဆိုတာထင်ရှားဒါဖြင့်မျက်စိနာနာလျာကာယဆိုတာတွေကဘာကြောင့်ဖြစ်ရလဲမနာဆိုတာဘာကြောင့်ဖြစ်ရနာမရူပပစ္စယသလယတနာလူရဲ့တဏ္ဍမှာဖြစ်တဲ့နံတရားယုတ်တရားတွေဟာတိုးပွားလာလို့ဖြစ်တယ်ဒါဖြင့်ဒီနံတရားယုတ်တရားတွေဘာကြောင့်တိုးပွားလာတော့ဝိညာဏပစ္စယနာမရူပမိခင်ရဲ့ဝမ်းထဲမှာပရိသေဝိညာဉ်စိတ်လေးကစပြီးတော့တိုးတက်ဖြစ်ပေါ်လာတာဖြစ်တယ်ဒါဖြင့်အဲ့ဒီဝိညာဏဆိုတဲ့ပရိသေဝိညာဉ်စိတ်လေးကဘာကြောင့်ဖြစ်တာတော့ဆိုသင်္ခါရပစ္စယဝိညာဏဘဝကိုပြုပြင်တိဆောက်တတ်တဲ့ကံတရားကြောင့်ဖြစ်လာတာဒါဖြင့်ဒီကံတရားကဘာကြောင့်ဖြစ်လာတော့ဆိုအဝိဇ္ဇပစ္စယသင်္ခါရအမှန်တရားကိုမသိလို့ကောင်းမင်ထင်လို့လုံးမိတယ်ဟုတ်လားကောင်းမင်ထင်လို့စာမိတယ်လူတွေကကောင်းမင်ထင်လို့လှုပ်တာတွေများတယ်လေကောင်းမင်ထင်တယ်ဆိုတဲ့အမှန်မသိလို့လှုပ်တာပေါ့ကောင်းလိမ့်နိုးနိုးမြော့ကိုးပြီးတော့နေကြတာအဲ့ဒါလိုနေရင်ကနေပြီးတော့နောက်ဆုံးကြတော့မကောင်းမှန်းသိတော့လည်းမရဘူးနော်အဲ့ဒါကြောင့်အဝိဇ္ဇပစ္စယသင်္ခါရလို့အကြောင်းနေနဲ့ရှာပြီးတော့ကြည့်လိုက်တဲ့အခါမှာမြတ်စွာဘုရားအကြောင်း17မျိုးအကျိုး17မျိုးဟောထားတာရှိတယ်ပြိဿသောဘာမှတည်းစကလုံးက12ခုအဲ့ဒီပဲအကြောင်းက17ခုအကျိုးက17ခုပေါင်းလိုက်ရင်စကလုံးကတော့12မျိုးတည်းပဲเนาะအဲ့ဒါကိုအသုံးချပြီးတန်တရားလည်းပတ်နေပုံကိုဟောတာပဲဖြစ်တယ်ပေါ့အေးအဲ့ဒီဒုက္ခအဆုံးသတ်ဖို့အတွက်ကျင့်ရမှာဖြစ်တယ်လို့ဟောတာတော့မကျင့်လို့ရှိရင်အမှန်သိမှာမဟုတ်ဘူးကျင့်လိုက်ပြီးဆိုလိုက်တာနဲ့တပြိုင်နက်ဘာဖြစ်လဲအမှန်ကန်ကိုသိလာတယ်ကိုယ်ခန္ဓာကိုယ်မှာဘာတွေဖြစ်နေလဲဆိုတာနိုင်ဝဲလောက်ထိုင်ပြီးတော့ထွက်လေဝင်လေလေးမှတ်ကြည့်ပါလားနော်နိုင်ဝဲလောက်လေးထိုင်ပြီးတော့ကိုယ်စိတ်လေးကဘလို့နေတာတုံးဆိုတာမှတ်ကြည့်လိုက်ပေါ့အဲ့ဒီမှာကိုယ်စိတ်ဟာဘလို့ထိန်ရသိမ်းရခက်တယ်ဆိုတာသဘောပေါက်လာမှာပေါ့နော်အကုသိုလ်တွေနဲ့လုံးလဲခတ်ပြီးတော့ထိမ့်မရသိမ့်မရတဲ့ကလေးတယောက်လိုပဲအိမ်မကတ်တဲ့ကလေးတယောက်လိုပဲဒီစိတ်လေးဟာဒါကြောင့်မို့အိမ်မကတ်တဲ့ကလေးတွေဆိုးတာကြတော့ဘာတော့မြောက်တွေကြည့်လိုက်တစ်ပင်ပေါ်မှာငြိမ့်နေတာမရှိဘူးငြိမ့်နေရရင်မျက်စိကပုဂ္ဂလတောက်တာဒီကောင်ဒီပြဟာတွေငြိမ့်နေတော့မျက်စိကအငြိမ့်မနေဘူးသူကဒီသင်္ကိုင်းဆွဲလိုက်ဟိုသင်္ကိုင်းလွှတ်လိုက်ဟိုပင်ခုံကူးလိုက်ဒီပင်ခုံကူးလိုက်နဲ့လူရဲ့စိတ်ဟာလည်းအဲ့တိုင်းထွက်လေဝင်လေလေးမှာထားထွက်ပြေးပြန်ပြီမရပြန်ဘူးထွက်လေဝင်လေလေးကိုရပ်ဖို့ကြိုးစားလိုက်ပြီးရင်သွားပြန်ရောအဲ့လိုထိမ့်မနိုင်သိမ့်မရဖြစ်နေတဲ့အနေအထားတွေကို
mindfulness နေခြင်းကနေလှုပ်ကြည့်လိုက်တာနဲ့သဘောပေါက်သွားမှာပဲဖြစ်တယ်ပေါ့အဲ့ဒါတွေကိုထိမ့်ထိုင်သိမ့်နိုင်အောင်ကျင့်ကြံကြိုးကိုအထုတ်တဲ့အခါမှာဘာကစဖြစ်လာလဲအမှန်သိလာအမှန်သိလာတဲ့အခါကျတော့အမှန်မသိခြင်းဟာအမှန်သိလို့ရှိရင်အမှန်မသိခြင်းဟာပျောက်ကွယ်သွားတယ်အလင်းရောက်လာလို့ရှိရင်အမှောင်ဟာပျောက်သွားတယ်ထို့တူပဲဝိဇ္ဇာဆိုတဲ့အမှန်သိတဲ့အသိဉာဏ်ရလိုက်တာနဲ့တပြိုင်နက်သူ့အတိုင်းတာအလျောက်အမှန်မသိမှုဆိုတော့ပျောက်ကွယ်သွားတယ်အမှန်မသိမှုပျောက်ကွယ်သွားလို့ရှိရင်ဟုတ်လိမ့်လို့ဆိုတဲ့အမှန်မှန်ကံတရားတွေကိုပြုလို့မှမဟုတ်ဘူးအဲ့ဒါကိုစာပေကဘယ်လိုပြောတော့ဆိုအဝိဇ္ဇာယတွေးဝအတိတဝိရာဂနိရောဓသင်္ခါရနိရောဓအမှန်မသိမှုဝိဇ္ဇာချုပ်သွားရင်သင်္ခါရလည်းချုပ်ရောသင်္ခါရမဖြစ်တော့ရင်ဝိညာဏဆိုတဲ့ဘဝအစလည်းဖြစ်တော့ဝိညာဏဆိုတဲ့ဘဝအစမဖြစ်ရင်နာမရူပနိရောဓနာယုံလည်းချုပ်တယ်နာယုံချုပ်ရင်သလယရဏဆိုတဲ့မျက်စိနာနာလျာကာယမနဆိုတာတွေမရှိတော့အဲ့ဒါမရှိရင်ဖတ်တာဆိုတာမဖြစ်ဘူးဖတ်တာမရှိရင်ဝေဒနာဆိုတဲ့စိတ်ခံစားမှုမဖြစ်ဘူးစိတ်ခံစားမှုမရှိရင်တဏှာဆိုတဲ့လိုချင်မှုမရှိဘူးတဏှာမရှိဘူးဆိုရင်ဆွဲလန်းမှုဆိုတဲ့ဥပါဒနာမလာတော့ဥပါဒနာမလာရင်ဘဝကိုတိဆောက်တတ်တဲ့ကံတရားဆိုတာမလာဘဝတိဆောက်တတ်တဲ့ကံတရားမလာဘူးဆိုရင်ဇာတိဆိုတဲ့မွေးဖွားမှုဟာမရှိတော့ဇာတိမွေးဖွားမှုမရှိဘူးဆိုတဲ့အခါမှာအိုရတာတို့သိရတာတို့မရှိတော့ဘူးဟောသူ့အကြောင်းနဲ့သူဒါရှိလို့ဒါရှိနေရတာဆိုတာမတမထင်ရှားအဲ့ဒီသဘောတရားတွေကိုသိရှိနားလည်သွားတယ်သဘောအဲ့ဒါကြောင့်မို့ယဟန်အဖြစ်ကိုမြတ်စွာဘုရားခွင့်ပြုလိုက်တာတမေဟိဘိက္ခုတိတရာအဝေါစဧတေဝတတ္တအဟုဘိက္ခုပါဝောအဲ့ဒါဒီပင်နဲ့သူ့ရဲ့ဒီယဟန်ဖြစ်ပဲတောတွင်းမှာနေပြီးတော့သမုတ်စိတ်တွေနဲ့သပင်ဖားရနဲ့နော်ဘလောက်ကြောက်မဲ့ဖွယ်ရကောင်းတဲ့ရုပ်နဲ့တောတွင်းဓမြကြီးလူသားသမားကြီးဟာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါပျော့ကျသွားပြီမြတ်စွာဘုရားကအေဟိဘိက္ခုလို့ခေါ်လိုက်တဲ့အခါကျတော့တကယ်သူတော်စင်တူတွင်ဖြစ်သွားတယ်နော်သူတော်စင်တူတွင်ဖြစ်သွားမြတ်စွာဘုရားနောက်ကနေလိုက်သွားတယ်မြတ်စွာဘုရားကတာဝတိစေရွန်ကျောင်းကိုကြွသွားတော့သူမြတ်စွာဘုရားနောက်ကလိုက်သွားယဟန်တစ်ပါးအနေနဲ့ဖြစ်ပြီးလိုက်သွားသူယဟန်ဖြစ်သွားတယ်ဆိုတာလူတွေကမသိဘူးအသွင်ပြောင်းသွားပြီဆိုတော့ပြီးတော့လိမ္မာရင်ချေးသွားလိုက်ပုံကတော့ဘယ်သူမှအနေမပြုဘူးသူအနေပြုတာတော့ခံရင်ခံရမယ်သူကတော့သူများကိုဘယ်သူမှအနေမပေးတော့အရင်ကလို့သိုးသွန်းတဲ့ဆရာတွေဟာငြိမ်ဝတ်သွားရသော်ဗျာနောက်ကအိန္ဒြိယရနဲ့ဝါရင်ယဟန်တော်ကြီးတို့လို့လိုက်သွားပြီးတာဝတိမြို့စေရွန်ကျောင်းရောက်သွားတယ်အဲ့ဒီအချိန်မှာကောသလမင်းကြီးကအင်္ဂုလိမာလာဖမ်းဖို့ဆိုပြီးတော့စစ်တပ်နဲ့ထွက်လာအဲ့ဒါတောက်လျှောက်သွားမဖမ်းသေးပဲနဲ့ဖျားစီဝင်ပြီးတော့ကြော့သေးတယ်ဝင်ကြော့တာမြတ်စွာဘုရားမေးတယ်တကတော့မင်းကြီးပဲသွားမလို့လဲစေဝချဝတ်တင်နေဆိုတော့တမန်ရိုးရိုးအဝတ်ဝတ်ထားတာမဟုတ်ဘူးစစ်တိုက်ထွက်မဲ့အဝတ်နဲ့မြတ်စွာဘုရားစီရောက်တာအရှင်ဘုရားတဲ့တောထဲမှာလူတက်ပြီးတော့ဆိုးဝါးတောင်းချမ်းနေတဲ့အင်္ဂုလိမာလာကြီးကိုနှိမ်နှင်းဖို့တကတော့မင်းတရားကြီးအခုစစ်တပ်နဲ့ထွက်မလို့ဖျားစီလာကြောတာပါလို့ဆိုမြတ်စွာဘုရားအဲ့တော့ဖျားပေးမှမြတ်စွာဘုရားကိုရက်ခတ်ပြီးတော့ထိုင်းနေတာအင်္ဂုလိမာလာကြီးဖြစ်ပြင်းကြီးကမသိဘူးမြတ်စွာဘုရားကအင်္ဂုလိမာလာနှိမ်နှင်းဖို့ဆိုသွားเสียမလိုဘူးတဲ့မလိုတော့ဘူးတဲ့အင်္ဂုလိမာလာဆိုသူ့ပဲလို့ပြောလိုက်တဲ့အခါပြီးကျန်တဲ့လူတွေဝုန်းနဲ့ထပြေကုန်
ကြောက်ပုံနော်မြတ်စွာဘုရားကအင်္ဂုလိမာလာဆိုတော့သူပဲခုသင်္ကောင်းယဟန်ဖြစ်နေပြီကြောက်เสียမလို့တော့ဘူးလို့ဆိုထပြေတော့ဘုရင်ကြီးကတော့ရုပ်တရက်ထမပြေနိုင်ဘူးလူကလည်းဝါကြီးဆိုတော်လည်းမထနိုင်ဘူးဟန်ဆောင်ပန်းဆောင်နဲ့မကြောက်ချင်အောင်ဆောင်ဘုရင်ဆိုတာဟန်ဆောင်ကောင်းရတယ်နော်ကြောက်လည်းမကြောက်ချင်အောင်ဆောင်ရတယ်ဟန်ဆောင်ကောင်းမှမင်းဖြစ်တာနော်ဟန်ဆောင်ပြီးတော့သူမကြောက်ချင်အောင်ဆောင်အဲ့ဒီကြတော့သူကဘုရင်ကြီးကသူ့ကိုလှည့်ပြောတယ်ဘာဖြစ်လို့လဲဆိုဒါသူ့ပရောဟိတ်ကြီးရဲ့သားပဲလေငယ်တော့ကတော့တွေ့ဘူးမှာပေါ့ဒီကောင်တုတ်ကလေးဝါတုတ်ကလေးလို့အောင်းမိတ်မှာခွန်အားလာတောင်းနဲ့ဒီပရောဟိတ်ပုံသားကြီးရဲ့သားဆိုတော့နန်းတော်တွေပဲရောက်ဘူးမှာပေါ့အဲ့တော့ဘုရင်ကြီးကဝှကြည်တန်းကြီးအရှင်အင်္ဂုလိမာလာလိုရာရှိပြောပါပစ္စည်းတကခံပါတယ်ဆိုတကဖိတ်နော်ခက်ကြောက်နဲ့သူကအဲ့ဒါလို့ရှောင်းအဲ့ဒါလို့ရှင်အင်္ဂုလိမာလာကိစ္စဟာမြတ်စွာဘုရားနဲ့တွေ့ရတယ်ပြည်စည်းပြီးတော့သွားရှမ်းတဘုံကလည်းအင်းငိမ့်ပြီးတော့သွားအဲ့ဒါနဲ့ဘုရင်ကြီးလည်းတက်ခောက်ပြီးတော့ပြန်သွားတာပေါ့နော်တက်ခောက်ပြီးတော့ပြန်သွားရှင်အင်္ဂုလိမာလာဟာဒုက္ခတွေများစွာတွေ့ပြီးနောက်ဆုံးတော့ယဟန္တာဖြစ်ကိုရောက်သွားဒါယဟန်ဝတ္တိထိအောင်သူ့မှာပြဿနာမျိုးစုံတွေနဲ့ကြုံတွေ့ပြီးနောက်ဆုံးသူတော်စင်ဘဝရောက်သွားပုံကိုပထမပိုင်းအနေနဲ့မှတ်သားနိုင်ယူကြမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘဝမှာဇယိုက်ဆိုးတွေဆိုတာအမိုက်မျိုးတွေရဲ့ယင်ထဲမှာအမြဲတမ်းရှိပြီးတော့တဘဝတည်းမကဘူးဘဝတိုင်းဇယိုက်ဆိုးတွေကပါတတ်တယ်ဒါကြောင့်မို့ကိုယ်ဇယိုက်ကိုခဲခတ်ပြီးတော့ကိုယ်ဇယိုက်ကိုပြင်ရမှာဖြစ်တယ်မပြင်ဘူးဆိုလို့ရှိရင်မသိတဲ့ဘဝမှာပို့ပြီးတော့ဇယိုက်ဟာဆိုးသွားတယ်ဒါကြောင့်ရှင်အင်္ဂုလိမာလာရဲ့ဘဝအခြေအနေကြည့်ယန္တာဖြစ်မဲ့ပုဂ္ဂိုလ်ယဟန္တာဘဝရောက်တဲ့ပုဂ္ဂိုလ်တောင်မှပဲဘလောက်ရဲစက်ကြမ်းကြုတ်တဲ့စိတ်နေသဘောထားတွေဖြစ်တယ်လေမြတ်စွာဘုရားနဲ့မတွေ့ခင်မှာသူ့စိတ်တွေဟာလွန်ကျမ်းတယ်မြတ်စွာဘုရားနဲ့တွေ့ပြီးငါဟာသူများသက်တတ်ခြင်းကိုငါရပ်ထားလိုက်ပြီးမင်းကတော့အခုချိန်ထိသူများသက်ဒီပေါ်မှာစောင့်စည်းမှုမရှိသေးဘူးမရသေးဘူးဒါကြောင့်မို့မင်းကိုမရဘူးလို့ငါပြောတာလို့ဆိုတဲ့စကားဟာသူ့အတွက်ဘဝကြီးကိုပြောင်းလဲသွားစေတဲ့စကားဖြစ်ပြီးနောက်ဆုံးယဟန်ဖြစ်ကိုခံယူသွားတဲ့အနေအထားမျိုးထိအောင်ရောက်သွားတယ်လို့လောကမှာအဲ့ဒီမတိုင်ခင်ကကြမ်းတမ်းရက်ဆက်တော်လဲမြတ်စွာဘုရားတွေ့တဲ့နောက်မှာအလုံးကိုလိမ္မာရင်ကျေးတဲ့ပုဂ္ဂိုလ်ဖြစ်သွားရတယ်ဒါကြောင့်တန်တရားမှာများစွာသောအမှားတရားတွေကိုအမှန်တရားကိုလမ်းပြမဲ့ပုဂ္ဂိုလ်နဲ့မတွေ့သေးသမျှအမှားတွေကျွလွန်မိတတ်လို့အခုလိုသိတတ်တဲ့ဘဝမျိုးမှာဇယိုက်ဆိုးတွေကိုရင်ထဲကကိန်းအောင်မနေစေပဲကိုရင်ထဲမှာကိန်းအောင်မနေစေပဲဇယိုက်ဆိုးတွေကိုပြုပြင်ပြီးကောင်းမြတ်တဲ့ဇယိုက်တွေကိုတို့တွေမွေးမြူကြရမှာဖြစ်တယ်လို့ကိုစီမှတ်သားပြီးဇယိုက်ကောင်းအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေ
သက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဟောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာရဟုရောင်မြူပါဝေငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗ္ဗေတံကျွဲ့မဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထောရအိမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်တော်ဝန္တာရွှေမျိုးဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ညကုန်သည့်ဖြစ်၍သူကနကလေဟောလေးတဲ့ရောရှက်သင်ပြပီတိတိဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်နိုင်၍နေကြပါစေကုန်သတည်း